ဂေါ်တန်မြို့တော်ရဲ့ကောင်းကင်ယံမှာဒတ်မန်သစ်ဖြစ်လာတဲ့ဒစ်ဂရစ်ဆန်ပြန်တန်းနေပြီးအခန့်အဆိုင်လန်စီဦးတည်နေပါတယ်။ဝိညာဉ်ဖြစ်နေတဲ့သူ့ကိုအဆောက်နေရမမြင်နိုင်တာကြောင့်လူရဲ့နေရတွေကိုဖျက်သိမ်းတစုံတစ်ခုကိုရှာဖွေနေပါတယ်။အကျဉ်းတော်ရဲ့အခန်းငယ်တစ်ခန်းအရှိရောက်မှာတော့ဒစ်ကအဆောက်ကိုပိုးကက်လိုက်ပြီးတကားကိုအသာဖွင့်ရင်ငါတို့စကားပြောဖို့လိုပြီလို့ဆိုပါတယ်။ထောင်ကန်းချင်းချင်းလေးရဲ့မှာရှိနေတာစပက်ထရာရဲ့မူလလက်ခံကောင်ဂျင်ခေါ်ရီဂန်ဖြစ်ပြီးတွတ်ခေါင်ကိုယူသွနေရှာပါတယ်။ Tower of Fate မှာတော့ Superman ရဲ့ Justice League နဲ့ Batman ရဲ့ Resistance ကိုထိပ်တိုက်တွေ့နေကြပါပြီ။ Batman မင်းဒါရီကိုရက်တန့်မယ် Clark လွန်နေပြီလို့ပြောတော့ Superman လွန်နေပြီမင်းကငါ့ကိုတတ်ဖို့ကြိုးစားငါတငယ်ချင်းတွေကိုချုပ်နှောင်ထားတဲ့အပြင်မင်းကိုမင်းနှဆိုးတစ်ကောင်နဲ့ပါပေါင်းစည်းခဲ့တာဒါရီအတွက်တာဝန်ရှိရမင်းပဲငါမဟုတ်ဘူးလို့ဆိုရင် Batman ကိုလွှင့်ထွက်အောင်ပိတ်ထိုးလိုက်ပါတယ်။အပြက်စီးရကြားထလာတဲ့ Batman မင်းကဒီလိုကစားချင်တာလားရရလေလို့ဆိုပြီး Super Fail နဲ့အတူအဖွဲ့သားတွေအားလုံးအချက်ပြလိုက်ပါတယ်။ Resistance အဖွဲ့သားတွေက Super ဆေးတုံတယောက်တစ်ထောင်စီတောက်လိုက်ကြရင်အသင့်ပြင်ထားကြပါတယ်။ Constantine ကသူ့သမီးလေး Rose ကိုမေးတော့ဒေါက်တာ Fate ကသူ့ကိုဇထနာဘေးကင်းရစီခေါ်ထားရလို့ဆိုပါတယ်။ Batman ဆေးတောင်ကိုတောက်ဖို့ Constantine ကိုပြောတော့ Constantine ကငါ့စတိုင်မဟုတ်ဘူးလို့ညင်းပါတယ်။ဒေါက်တာ Fate ကငါ့စတိုင်လည်းမဟုတ်ဘူး။ဒါပေမဲ့ဒီနေရာမှာတိုက်ပွဲဖြစ်မယ်ဆိုရင်တော့ဒီနေရာကိုတိုက်ကွင်းဖြစ်ပြောင်းလိုက်မယ်လို့ဆိုရင်သူ့အလုံးစုံအစိုးရရဲ့ Tower of Fate ကိုရှုပ်ထွေးရဲ့ဝင်ကဘာပုံစံပြောင်းလိုက်ပါတယ်။ Superman မှတ်ထားကြငါတို့ဒီကိုလာတာငါတို့တငယ်ချင်းတွေကိုကယ်ဖို့ပဲလို့သတိပေးပြီးဟာကဒီကောင်းနေမှာအိမ်ခွင်းအားသာချက်တော့ရှိနေရလို့ဆိုပါတယ်။ Wonder Woman အိမ်ခွင်းမကလို့ဘာပဲဖြစ်ဖြစ်သူတို့အတွက်မထူးပါဘူးလို့ဆိုရင် Justice League နဲ့ Resistance နဲ့ Justice League နှစ်ဖက်တိုက်ခိုက်မှုတွေစတင်ပါတော့တယ်။ Superman ခွန်အားတိုးစီးလေးတောက်လိုက်ရုံနဲ့အပြောင်းလဲဖြစ်မယ်ထင်နေလားလို့ဆိုရင် Batman ကိုပြေးထိုးပါတယ်။ Batman တိုက်ခိုက်မှုကို block လုပ်လိုက်ပြီး Superman ရဲ့နံကြားကိုထိုးလိုက်ရင်မင်းကနီးစနစ်ထက်အင်အားကိုပဲအားကိုးရကောင်ဆိုဟုတ်တယ်လို့ဖြေရမယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ခေါင်းအောင်တရောင်စာကျွေးလိုက်ပါတယ်။ Catwoman နဲ့ရင်ဆိုင်နေရတဲ့ Sinestro ကငါကြောက်အိမ်ကြောင်လေးကိုရရလာလို့ခက်နေနေပြောပါတယ်။ Catwoman ငါအိမ်ကြောင်ဆိုရင်တော့နင်းနှစ်ဖို့စုပ်ပြတ်တက်နေအောင်ကုန်မဲကြောင်မဲလို့ကြုံဝိုင်း Sinestro စီခုံဝင်လိုက်ပါတယ်။တိုက်ပွဲကြီးဝါနေတဲ့ Sinestro က Force Field တစ်ခုနဲ့ Catwoman ကိုတွန်းထုတ်လိုက်ပြီးပြင်းစရာကောင်းလိုက်တာလို့ခနဲ့ပါတယ်။ Wonder Woman Batwoman နဲ့တိုက်ခိုက်နေနင်းကိုနာကြအောင်လို့အမှငါစိတ်ထဲမပါပါဘူးကတ်သွင်းလို့ညှညတတာဆိုပြီးBatwoman ဂယုမဆိုင်ဘူးနင်တို့ကောင်လူသမားကြီးပဲလို့ပြန်ပြောပါတယ်။ဒရောင်စစ်နဲ့ပါရိုက်ခံလိုက်ရတဲ့ Wonder Woman ကောင်းပြီလေဒါဖြင့်လဲငါစကားပြန်ရုံသိမ်းတယ်လို့ဆိုပြီးစစ်ပွဲကြီးဝါနေတဲ့နဖျားမပြီး Batwoman ကိုတစ်ချက်တည်းနဲ့အမှောက်သိပ်လိုက်ပါတယ်။ရှက်ဇန်ကတော့ဟာလီနဲ့တွေ့ရပြီးသူမရဲ့စကားများမှုတွေကိုနားစီးခံနေရပါတယ်။ဟာလီကရှက်ဇန်ဆိုရဲ့နာမည်ကချစ်စရာလေးအစားစာလုံးတွေစုထားတဲ့ acronym မဟုတ်လားစကူဘာတို့ဘုံတို့လေးလို့မင်းသူ့ရဲ့တူကြီးနဲ့ပြစ်ပေါက်လိုက်ပါတယ်။ရှက်ဇန်ကတူကိုအသာဖိုင်းဘုံဆိုတာအစအစာလုံးတွေစုထားမှမဟုတ်တာလို့ထောက်ပြပါတယ်။သူမသိလိုက်တာဟာလီရဲ့တူကြီးမှဘုံစင်ထားရဲဆိုတာပါ။အုံကနေပောက်ကွဲမှုအပြီး Superman တို့ဘက်မှာတော့ Superman စိတ်လေးတောက်ထားလို့ဒီတစ်ခေါက်တော့ရလက်တွေပြောင်းသွားမယ်ထင်လား။မင်းရဲ့ခုံအားရတိုးလာတခုရဲတော့ပြောင်းလဲမှုမဟုတ်ဘူး။ငါလည်းပြောင်းလဲသွားပြီ။အခုတော့ငါလိုအပ်တာမှန်သမျှကိုအကုန်လုံးတော့မှလို့ဆိုရင် Batman ကိုကင်ပေါက်ပစ်လိုက်ပါတယ်။အချိန်နဲ့လွင်လာရဲ့ Batman ကြောင့်သူ့ဟာသူနေနေတဲ့ဒေါက်တာ Fate ကပါထိခိုက်သွားရပါတယ်။ Constantine ကအချိန်နေအဆင်ပြေပြေအဆုံးသတ်သွားမှာတော့မဟုတ်ဘူး။ငါတို့ဒီကနေထွက်သွားရမယ်လို့သတိပေးတော့ Batman သဘောတူတယ်။ငါ Superman ကိုအာရုံလွှဲထားမယ်။မင်းတို့နှစ်ယောက်ကတခြားလူတွေကိုကယ်ထုတ်ကြလို့ဆိုပါတယ်။ Constantine ကကိုတေရွန်းနဲ့ပို့ပြန်ပြီပေါ့။ကြက်တရေရှိလိုက်တာ။ဒါပေမဲ့ငါမှတခြားအကြံရှိရယ်။ Clarion အသင်းပြင်ဟေးလို့အချက်ပြလိုက်ရင်တခုခုလုပ်ဖို့ကြံစီပါတယ်။ရုတ်တရက်ဗမတ်မလောက်ရသေးခင်မှာပဲအဝါရောင်အလင်းနဲ့တခုကနဆိုးကောင်လေး Clarion ကိုထိမှန်သွားပါတယ်။ငိုင်းမိသွားတဲ့ Clarion ကနေရာမိုင်အသက်ခံလိုက်ရပြီးဒါက Sinestro ရဲ့လက်ချက်ဖြစ်ပါတယ်။ Wonder Woman ဒေါသတကြီးနဲ့ Sinestro စီပြေးလာပြီး Sinestro နေရဂုံတိတ်ခါမရှိနောက်ကျောကနေတက်ခတ်ရလာလို့အော်ကြီးချက်ကျဲအပြစ်တင်ပါတယ်။ Sinestro ကဒါစစ်ပွဲတစ်ခုပါလို့စင်ကြေပေးပေမဲ့ Superman ကတော့ဒါဟာလူသက်မှုပဲလို့ဝင်ပြောပါတယ်။ Sinestro က Batman ကိုခေါင်းထဲကိုအိုးစားကွဲအောင်လှုပ်ဖို့ကြိုးစားနေတဲ့ဂျိုသားအမြန်ပြောရရရှိသေးတယ်။ခွဲခြားနဲ့လို့ခက်ရွရွအထွန်းတက်ပါတယ်။တစ်ဖက်မှာတော့ Batman ဂျွန်မင်းအစီအစဉ်ကငါ့ကိုထွက်ပြေးဖို့အချိန်အလောက်ငှပေးနိုင်မှာလားလို့မေးတော့ Constantine ကအဲ့ဒါကြောင့်သာငါတို့အရင်မသေးကုန်ရင်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒီရော Batman လှုပ်လိုက်စမ်းကွာလို့မေးစိမ့်ပြပါတယ်။ချက်ချင်းပဲ Constantine ကအစီရင်တစ်ခုကိုစလိုက်ပြီးပတ်ဝန်းကျင်တစ်ခုလုံး Superman တော်မျက်စိကျင်းရမယ့်အလင်းစီးကြောင်းတွေပြန့်နှံ့သွားပါတယ်။အဲ့ဒီနောက်မှာတော့အားလုံးရဲ့ရှေ့မှောက်ကိုငရဲရဲ့ဘရင်တစ်ပါးဖြစ်တဲ့ Trigon ကိုယ်တိုင်ဘွားကနေရောက်လာပါတယ်။ Trigon က Superman ကိုတွေ့ရတဲ့မင်းကဒီမှာကိုမင်းလုပ်ခဲ့ရတဲ့အတွက်မင်းလောင်ကျွမ်းရမယ် Kryptonian လို့ကြုံသွားပါတယ်။ Sinestro ကိုရန်တွေ့နေတဲ့ Superman ဟင်ငါဘာလို့လို့လဲမင်းပြောတာကိုနားမလည်ဘူးလို့ပြောပေမဲ့ Trigon က Superman ကိုကြီးမားရဲ့လက်ကြီးနဲ့စုပ်ကင်လိုက်ပါတယ်။ဒီအခြေအနေကြောင့်အရာရာကိုသိနေပါရဲ့ဆိုရယ်သခင်ကိုတော့ဘက်ကောင်ကြောင်တောင်ရက်ကြည့်နေရပြီး Trigon ဆင့်ခေါ်လိုက်တာလားဟာလို့အန်အော်တကြီးမေးပါတယ်။ Constantine ကမဟုတ်ဘူးလို့ဆိုရင် Batman ကိုအတင်းဆွဲခေါ်သွားဖို့ကြိုးစားပါတယ်။ Batman အဲ့ဒါဆိုသူဒီကိုဘာကိစ္စရောက်နေရလဲ Superman ကဘာလို့တိုက်ခိုက်နေရလဲလို့နားမလည်နိုင်စွာမေးတော့
ကွန်စတန်တင်ကသူဒီယိုရောက်လာသူသမီးတီနီယာကိုငါပြလိုက်လို့ပဲပြီးတော့အထူကန်အကူအညီသုံးပြီးငါတို့ဖန်ထားတဲ့ Raven ကို Superman ဖန်ထားရပါလို့ငရဲမှာသတင်းအမှားကြီးဖြန့်ထားလို့အလောတကြီးရှင်းပြရင် Batman ကိုအတင်းရွှေ့နေပါတယ်။ Trigon ကပြေးဝင်လာတဲ့ Wonder Woman ကိုအသာတွန်းထုတ်လိုက်ပါတယ်။ဟာလီက Trigon ကိုမြင်တော့အဲ့ဒါ Legend ဆိုတဲ့ရုပ်ရှင်တွေကကောင်းကြီးပဲဟာငါအဲ့ရုပ်ရှင်ကိုအရန်ကြိုက်တာစပ်ပြီး Unicorn တွေရောလာအောင်မလားလို့မျိုးတူတူပြောပါတယ်။ Trigon ကငါသမီးဗမ်လဲကွာလို့အော်ကြီးဟစ်ကျဲမေးနေတော့ဟာက Raven ကိုအမြန်သွားရှာပေးလိုက်ဖို့ရှစ်ဆန်းအောင်ပြောပါတယ်။ Batman တို့ဘက်မှာတော့ Constantine ကလူအကုန်စုပြီးဒီကနေအမြန်လက်ကျဖို့ပြောပါတယ်။ Batwoman ဟင်းငါတို့အသာစီးရနေပြီလေလို့ဆိုပြီး Huntress ကသူပြောရမှန်တယ်။ Trigon ကငါ့ဘက်မှာရှိရင်စပ်ပြီးဖိတတ်ရမှာပေါ့မဟုတ်ဘူးလားလို့ပြောပါတယ်။ Constantine ကမင်းတို့မျှော်လင့်ချက်တွေကိုရိုက်ချိုးရတာတော့စိတ်မကောင်းပါဘူး။ဒါပေမဲ့ Trigon ဆိုတာဘယ်သူမှမပါဘူး။သူ့ဘက်မှာပဲသူနေမှာသူ့သမီးကိုပြန်မေးဆိုရငါတို့မှမသိခင်ဒီကနေမမြန်ထွက်သွားမှရမယ်လို့ရှင်းပြပါတယ်။အချိန်ထဲမှာပဲ Trigon က God of War ပါဆိုရဲ Ares ရဲ့ရင်ဘတ်ကိုအေးစိစိပဲအပေါက်ဖောက်ပြလိုက်ပါတယ်။မင်းဘူးနဲ့ဖျားတော့တဖန်ဘွားပြက်ရပြန်ပါပြီ။ဒါအောင်မြင်လိုက်ရတဲ့ Resistance အဖွဲ့သားတွေကအခြေအနေကိုသဘောပေါက်လိုက်ပြီးတစ်ဖွဲ့လုံးထွက်ခွာဖို့ပြင်ကြပါတယ်။ Superman ရဲ့ Justice League ကတော့ Trigon ကိုအသေးအံရင်ဆိုင်နေရပါတယ်။ Trigon ရဲ့ထိုးချက်ကြောင့်ဟာတယောက် Tower of Fate ရဲ့အပြင်ဘက်ဟင်းလင်းပြင်စီလွန့်ထွက်သွားပါတယ်။အချိန်ထဲမှာပဲတစုံတစ်ယောက်ကတာဝါရဲဝင်လာနေပါတယ်။အဲ့ဒါကတော့ Deadman အသစ်ဖြစ်တဲ့ Dick Grayson ပါ။ Dick က Trigon ကိုတွေ့လိုက်တော့အံ့ဩသွားပြီးအခြေအနေတွေကပိုပြီးရှုပ်ထွေးလာနေမှန်းသိလိုက်ပါတယ်။ Batman တို့အဖွဲ့ရောလှုပ်ဝက်ခန်းတစ်ခုစီရောက်လာကြပြီးဒေါက်တာ Fate နဲ့ Detective Chimp ကပေါ်တယ်တစ်ခုကိုအသင့်ပြင်စောင့်နေပါတယ်။ Constantine ကအစီအစဉ်ကိုမေးတော့ Chimp ကမင်းတို့တို့ကတင့်တော်မဲ့တီနေရာတစ်ခုကိုငါသတ်မှတ်ထားပြီးအဲ့ဒီနေရာကကဘာပေါ်မှာမှော်အကာအကွယ်အထိုက်အသင့်ရနိုင်မယ့်နေရာပဲလို့ရှင်းပြပါတယ်။ဒေါက်တာ Fate ကလည်းစီစဉ်စရာရှိရည်စီစဉ်ပြီးပြီဖြစ်ကြောင်းအကျဉ်းသားတွေကိုရွှေ့ဖို့စတင်တော့မှဖြစ်ကြောင်းပြောပါတယ်။ဟာလီယာ Chimp ကိုတိုးနဲ့လိုက်ခဲ့ဖို့ခေါ်တော့ Chimp ကမရဘူးငါရဲ့တီရှိမိုးက Clarion ရဲ့မှော်ပညာကြောင့်ပဲအခုသူလည်းသိပြီဆိုငါလည်းမကြခင်ထပ်သွားရအောင်မလို့ဆိုပါတယ်။ဟာလီယာ Chimp ကိုနှုတ်ဆက်တဲ့အနေနဲ့ဖတ်လိုက်ပြီး Batman ကလည်းအရာအတွက်ကျေးဇူးတင်ပါရဲ့ Chimp ပြေလို့နှုတ်ဆက်ပါတယ်။ဒီလိုနဲ့ကမ္ဘာအထူးကျွန်ဆုံးမြောက်ဆောင်တော်ကြီးကလည်းအပီးတိုင်ကွဲပြောက်သွားရပါတယ်။အဲ့ဒီချိန် Tower of Fate ရဲ့နေရန်တွေကိုဖျက်ကျော်ရင် Dick ရောက်လာပြီး Bruce ငါမင်းကိုပြောစရာရှိရလို့ဆိုပါတယ်။တေဆုံးသွားပြီဖြစ်တဲ့တားဖြစ်သူကိုရုတ်တရက်ပြန်မြင်လိုက်ရတဲ့ Batman ဘလို့ဖြစ်ရလဲလို့မှင်သက်သွားပါတယ်။ Dick ကအခုကျွန်တော်စီမှာ Deadman စွမ်းရည်ရှိနေပြီဒါပေမဲ့အဲ့ဒါအရေးမကြီးဘူးကျွန်တော် Arkham ကိုရောက်ခဲ့တယ်အဲ့ဒီမှာ Spectra ရဲ့လက်ခံကို Jim Corrigan ရှိနေတာသူကအထိမ့်သိမ့်ခံထားရပြီး Joker လိုမျိုးစိတ်ကစင်ကလေးနဲ့ရဲနေရလို့ရှင်းပြပါတယ် Batman Joker မှမရှိတော့သူဘလို့လုပ်ဖြစ်နိုင်မှာလဲဆိုတော့ Dick ကအဲ့ဒါ Joker သုံးတဲ့အစိတ်မဟုတ်ဘူးဟောပြန်နဲ့ဖန်တီးထားတဲ့အရာပဲတယောက်ယောက်ကသူ့ကို use spell နဲ့ချုပ်ပြီး Spectra အယောင်ဆောင်နေတာအဲ့ဒီကောင်ကပဲတစ်ချိန်လုံး Superman ကိုကာဝယ်ပေးနေခဲ့ရလို့ရှင်းပြပါတယ် Batman ကတော့ Spectra မဟုတ်ရင်ဘယ်သူများလဲလို့ဇဝေဇဝါဖြစ်သွားရပါတယ်ရှဇမ်ဘတ်မှာတော့မြေရောက်ခန်းနေရဲ့အဖမ်းခံထားတဲ့သူတွေကိုလိုက်ရှာနေပြီးတနေရာမှာဒေါက်တာ Fate နဲ့ပပင်းတိုးပါတယ်ဒေါက်တာ Fate က Cyborg Flash Raven နဲ့ Damian တို့သက်ဆိုင်ရာမန်ဒန်တွေအထည့်ထည့်ထားပြီးဟော်ပြန်နဲ့တနေရာစီရွှေ့ပြောင်းလိုက်ပါတယ်ဒီလိုနဲ့ပေါ်တရားဝင်လာတဲ့ Resistance ကိုအကျဉ်းသားရေးပါတခုရဲသော OTS ရောက်လာကြပါတယ် Batman ငါတို့မှပြဿနာအကြီးရှိနေပြီဂျွန်ရဲလို့ပြောတော့ Constantine ကဘာပြဿနာလဲအနည်းဆုံးတော့ငါ့အကောင်ဒီကိုရောက်လာကြပြီမလားလို့ဆိုပါတယ်သူအားလုံးရောက်လာကြတဲ့နေရာကမ္ဘာမှော်အဆန်ဆုံးအိမ်ဆိုရဲ The House of Mystery ပဲဖြစ်ပါတယ် Tower of Fate မှာကြံခဲ့တဲ့ Justice League က Trigon တိုင်ရင်လုံးပါလာပြီး Superman Trigon မင်းဘာကြောင့်ဒီကိုရောက်နေလဲငါမသိဘူးဒါပေမဲ့ Raven ထိခဲ့အောင်ငါတခုလုပ်မယ်လို့ယူဆရင်တော့မင်းအယမ်းမှားနေပြီငါဒီကိုလာသူ့ကိုရောငါတငယ်ချင်းတွေအားလုံးကိုပါကဲဖို့ပဲလို့ရှင်းပြပါတယ် Trigon ကသူ့ကိုကျိုးနဲ့လာတုံနေတဲ့ Wonder Woman ကို Superman ရှိရစီကင်ပေါက်လိုက်ရင်အလိမ်ညာတွေမင်းတို့ရဲ့အတိုင်းအဆမရှိရဲ့ငါအမျက်ဒေါသနဲ့ရင်ဆိုင်ရမယ်မင်းတို့ကိုရောမင်းတို့ view ဆိုင်သမျှသူတိုင်းကိုပါစစ်စစ်ညက်ညက်ခြေပြစ်မယ်လို့ကြုံသွားပါတယ်။ Superman သတိလက်သွားရဲ့ Wonder Woman ကိုပို့ရင်မင်းမှားနေပြီး Trigon လို့ချိနေစွာပြောပေမဲ့ Trigon ကနားမထောင်တော့ပဲ Superman လို့ကောင်းတော့တစ်ချက်တည်းမှောက်လောင်ကိုကြီးမားရဲ့ခွန်အားနဲ့ခပ်ပြင်းပြင်းထုချေလိုက်ပါတယ်။ရုတ်တရက် Superman မှောက်သွားရဲ့အချိန်မှာပဲအလင်းနဲ့တစ်ခုက Trigon ကိုထိမှန်ပြီး Trigon ကိုယ်မှာလဲကျသွားပါတယ်။အဲ့ဒီနောက်သတိလက်မေ့မျောနေတဲ့ Superman Wonder Woman နဲ့အလေးတိုက်ခံလိုက်ရတဲ့ Trigon တို့ရဲ့အလဲကိုငါ Superman ကိုဘယ်သူမှမထိနဲ့တော့ကွာဆိုတဲ့စကားနဲ့ Fifth Dimension ကအစိမ့်မြင့်မှင်စာတကောင်လည်းဖြစ် Spectra အယောင်ဆောင်လည်းဖြစ်တဲ့ Mr. Maziev တယောက်ပေါ်ထွက်လာပါတယ်